Okay productivity နဲ့ပတ်သက်လာရင် performance အကောင်းဆုံးဆိုတဲ့ဒီ9သိန်းခွဲတန် Amaze Master 4ကိုကျွန်တော်ဝယ်လိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် battery 2လခွဲခံတယ်ဆိုတော့ကျွန်တော်ရဲ့အဟောင်း Amaze Master 3S လေးက2ရက်ပဲခံတော့လို့ပါ။အဲ့အတွက်ကျွန်တော်ဒီ Amaze Master 4ကိုသုံးရတစ်လလောက်ရှိပြီပေါ့နော်ကျွန်တော်ကတော့ software developer ဖြစ်တဲ့အတွက် coding တွေ DND video editing အတွက်တွေ document ဖတ်တာတွေအတွက်ဒါတော့ဖြင့်သုံးတယ်ကျွန်တော်နေ့တိုင်းနေ့ပါလဲသုံးဖြစ်တယ်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်ကြိုက်တဲ့အချက်တွေရဲ့ကျွန်တော်မကြိုက်တဲ့အချက်တွေရဲ့ဒီ mouse ကဘယ်လိုလူတွေအတွက်ဖြစ်မလဲဆိုတာကိုပြောပြပေးပါမယ်ဒီ Amaze Master 4က color ထဲမှာဆိုရင်ကျွန်တော်3ယောက်ရမယ် graphite ဆိုတဲ့ color ရဲ့ပြီးတော့ black အမဲရဲ့အမဲကတော့ပုံမဲတယ်ပေါ့နော် graphite တဲ့ဆိုင်ပြီးရင်ဒီကျွန်တော်အခုလက်ရှိရှိနေတဲ့ white လေးပေါ့နော်အဲကျွန်တော်ကတော့ white လေးကိုပို့သဘောကျတယ်နည်းနည်းပို့ပြီးတော့ premium ဆန်တယ်ဆိုတဲ့ခံစားချက်မျိုးလေးရတယ်လို့ခံစားရတယ်ဒီမှာ Bluetooth နဲ့လည်း connect လုပ်လို့ရတယ်လို့အခုလိုမျိုး USB-C dongle နဲ့လည်း connect လုပ်လို့ရပါတယ်ပြီးရင်သူ့ရဲ့ button glitter တွေက click ဆိုတဲ့အတန်ဆူညံတန်နေမကြပါဘူးအဲ့အတွက်တခြားလူကိုအနှောက်အယှက်မဖြစ်စေပါဘူးကျွန်တော်တော်တော်ကိစ္စမရှိပါဘူးကျွန်တော်ကတော့အတန်ထွက်လာလဲအဆင်ပြေတယ်မထွက်လည်းအဆင်ပြေပါတယ်အဲ့တော့ Amaze Master 3S နဲ့ Amaze Master 4ကိုဘာကွာလဲဆိုတာကိုအရင်ကြည့်အောင်ရေတော့ပထမတစ်ခုကတော့ဒီနားလေးမှာပေါ့နော် haptic feedback ပါလာတယ်ပြောချင်တာတစ်ခုခုလုပ်တဲ့ချိန်မှာ ring ဆိုပြီးတော့ဒီလိုကို haptic feedback လေးပြန်ပေးတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုက action ring ပါလာတယ်ဒီအောင်နှိပ်လိုက်တဲ့အချိန်မှာ Logitech option ဆိုတဲ့ software မှာကျွန်တော်ဒီ action ring ကိုကြိုက်တာထားလို့ရတယ်ပြီးရင်ဒီအဟောင်းသက်ဆိုင်ရင်နည်းနည်းလေးပိုလေးသွားတယ်အဲ့ဒါပါပဲအဲ့ဒီကြိုက်တဲ့အချက်တွေကိုပထမဆုံးပြောအောင်ပထမဆုံးတစ်ချက်ကတော့ design နဲ့ mouse ကိုကန်ရတဲ့ free လေးပေါ့ကျွန်တော်သဘောကျတယ်ဒီ ergonomic shape လေးရတယ်တော့အဆင်ပြေတယ်ပြီးရင်ဒီလိုမျိုးကန်လိုက်တာနဲ့premium product တစ်ခုကိုကန်ရတယ်ဆိုရင် feeling မျိုးရတယ်အကုန်လုံးကမိုက်တယ်ပြီးရင်ဒီ cloud လေးတွေနှိပ်တဲ့ feeling တွေရောဒီ scroll wheel ဆွဲတာအကုန်လုံးက premium set လေနော်ကျွန်တော်ဒီ 3S မှာတော့ကလည်းကျွန်တော်သဘောကျတယ်4မှာလည်းတူပဲအကုန်ကြိုက်တယ် button နှိပ်တာတွေရော scroll ဆွဲတာတွေရောနောက်တစ်ခုကတော့ဒီ haptic feedback ပေါ့တော့စချင်းဒီကြော်ညာမှာတွေ့တော့ဒါကြီးကအာယုံလောက်လိမ့်မယ်လို့ထင်ခဲ့တာဒါပေမဲ့တကယ်တမ်းလက်တွေ့မှာတော့အဲ့လောက်အာယုံမလောက်ဘူးပေါ့နော်ပြီးတော့သူရဲ့ haptic density ကိုလည်းကျွန်တော် Logitech option မှာကိုကြိုက်တာထားလို့ရတယ်ဒီ haptic feedback မြည်တဲ့နေရာတွေက use case ကလည်းအများကြီးတော့မရှိဘူးပေါ့အဲ့အတွက်များသောအားဖြင့်တော့တိတ်တော့သတိမထားမိပါဘူးပြီးရင်နောက်တစ်ခုကတော့ကျွန်တော်ဒီ horizontal wheel ပါဒီ horizontal wheel ကကျွန်တော် 3S မှာတော့လည်းဒီ horizontal wheel ပါတယ်သူက 3S မှာတော့အောက်ကိုနည်းနည်းရောက်တယ်4မှာတော့အပေါ်ကိုနည်းနည်းတင်လိုက်တယ်လက်မောက်နည်းလေးပို့ပြီးတော့မြှောက်ရတယ်ပေါ့အရင်တော့ကဒီ horizontal wheel မပါတဲ့ mouse တွေသုံးတော့ကတော့ပါပြဿနာမှာတော့တိတ်မရှိခဲ့ဘူးဒါပေမဲ့ horizontal wheel ဘေးပညာရွှေ့လို့ရတဲ့ wheel ကိုသုံးပြီးတဲ့နောက်ပိုင်းမှာ mouse တိုင်းပါတဲ့တယ်လို့ကျွန်တော်ထင်နေပါဘယ်လိုလဲဆိုတော့ကျွန်တော်ကုတ်ရေးတဲ့အချိန်လေး video editing တွေမှာလိုပညာ scroll ဆွဲတာတွေအတွက်မှာဆိုရင်ဒီ horizontal screen ကတော်တော်လေးကိုအသုံးဝင်တယ် mouse ကို click နှိပ်ပြီးဆွဲနေရမယ်အစားဒီ horizontal wheel နဲ့easy လေးရွှေ့လို့ရတယ်ပြီးတော့ဒီ button လေးကိုကျွန်တော်တော်တော်သုံးဖြစ်တယ်ကျွန်တော်ကိုရီမှာဆိုလဲရှေ့သွားတာတွေနောက်သွားတာတွေကိုဒီ button နှစ်ခုနဲ့ပဲကျွန်တော်အလုပ်လုပ်တယ်အဲ့အတွက်ဒီ horizontal wheel ရဲ့ဒီ button တွေကကျွန်တော်အများကြီးသဘောကျပါတယ်ကျွန်တော်ပြီးတော့ဒီ mouse wheel ပေါ့နော်ဒီ wheel မှာဆိုရင်သူက mode 2မျိုးရှိတယ်ပထမတစ်ခုကတော့လုံးဝ free scroll နောက်တစ်ခုကတော့ဒီလိုမျိုးဖြည်းဖြည်းချင်း scroll ရဲ့ feel မျိုးဒီလိုနှိပ်ပြီးတော့ချိန်လို့ရတယ်တောင်းတန် mouse မှာဆိုရင်ဒီလိုဆွဲလိုက်ရင်တစ်ပေးနှစ်ပေးတာပဲ scroll ဆွဲတာပေါ့ဒါပေမဲ့ဒီမှာဆိုရင်ဆွဲလိုက်တဲ့အကြာကြီးလှည့်နေရပါတော့ရတာတော့မသိဘူးအကြာကြီးလှည့်နေရသူအခုရက်လိုက်တော့မှကြတယ်အခုဒီလှည့်ရုံပဲအဲ့တော့တစ်ခါလေကျွန်တော် scroll အရှည်ကြီးရှိတဲ့ဟာမျိုးတွေမှာ brand တို့တစ်ချက်ပဲဆွဲလိုက်ရင်လူသက်သားအကြာကြီးဒီလိုမျိုး page ကိုဆွဲနေတာမလို့တော့ဘူးရဒီလိုတစ်ချက်တည်းဆွဲလိုက်ကိုရောက်တဲ့နေရာကိုဖတ်ဆွဲရလိုက်ရင်ပြီးသွားပြီအဲ့တော့တရားကိုလည်းတော်တော်လေးသဘောကျတယ်ဒီဟာမပါတဲ့ mouse ကိုပြန်သွားကင်တဲ့ချိန်ကျရင်ဒီလိုတစ်ချက်ချင်းပြန် scroll ဆွဲနေရတာဟုတ်တော်တော်ပြင်ဖို့ကောင်းတယ်လို့ကျွန်တော်ထင်သွားတယ်ပြီးရင်နံပါတ်4ချက်ကတော့ဒီ 3S နဲ့စာရင်ကျွန်တော်ကြီးမပေတော့ဘူးပေါ့နော်ဒီမှာကျွန်တော်ရဲ့ 3S ကိုကြည့်ပါနော်သူကဒီဟာကအရင်အားဆိုရင်စီလီကွန်သားပေါ့နော်နည်းနည်းဘယ်လိုပြော rubber လိုပုံစံမျိုးပြီးရင်ဒီချီကတော်တော်ပေတယ်ပြန်ချွတ်ရလဲခက်တယ်အဲ့ပြန်ချွတ်ရလဲခက်တဲ့ reason ကြောင့်ပဲကျွန်တော်ရဲ့2လခွဲခံတယ်ဆိုတော့ battery က2ရက်ပဲခံတော့တာပြီးရင်ကျွန်တော်အဲ့ဒါပြောပြပြီအခုအသက်မှာတော့အခု Amaze Master 4အသက်မှာတော့သူကဒီပါပါလေဒီ silicon အစားဒီ plastic ပေါ့နော် hard plastic matte hard plastic ပုံစံမျိုးသုံးပြီးသွားတယ်အဲ့တော့ကန်ရတာပို့ပြီးတော့စင်ပြေတဲ့ပြီးရင်ကြီးသိပ်မပေးတော့ပြီးပြန်ပြီးတော့ pot တဲ့ချိန်မှာလည်းပို့ပြောင်းနိုင်သွားတယ်ပေါ့နော်ဒါတော့ဒီအမဲအောင်ယူမလို့ပဲဒါပေမဲ့အဖြူလေးကပို့ထားတယ်ဒီလိုအဖြူပဲပြန်ရွှေ့လိုက်တယ်ပေါ့နော်ဆက်ပြီးတော့မြေနောက်တစ်ခုကတော့ဝယ်ပြီးရတဲ့ချက်ချင်း on ပြီးရတဲ့ Bluetooth connect လုပ်ပြီးရတဲ့ချက်ချင်းတန်သုံးလို့ရပြီ။ဆက်တဲ့တွေပါမှခက်ခဲလုံးနေကြမလို့ဘာမှလည်းလုပ်ဆရာမလို့ဘယ်လိုသူ့ကိုဒီ customize လုပ်ချင်ရင် login option ဆိုတဲ့ application ရှိတယ်အဲ application မှာကိုကြိုက်တဲ့ဟာတွေကိုကို setup လုပ်လို့ရတယ် button တစ်ခုချင်းစီကိုလည်း setup လုပ်လို့ရတယ်လို့
application software တစ်ခုချင်းစီမှာဘယ် cloud ကဘယ် software ကြရင်ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုအကုန်လုံးကို customize လုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီ video မှာပြောချင်တာကဒီ mouse တွေကိုကျွန်တော် review လုပ်တဲ့အချိန်မှာကျွန်တော်ရဲ့ကိုယ်ပိုင်ထင်မြင်ထားချက်ဖြစ်ပါတယ်အများသောအားဖြင့်တော့ review တွေကိုကြားတဲ့အချိန်မှာကောင်းတဲ့ review တွေပဲအများသောအားဖြင့်မြင်ရတယ်ပေါ့နော် YouTube မှာကြည့်ရင်လည်း Logitech ရဲ့ Amaze Master Mouse တွေကအများနဲ့ကောင်းတယ်ပဲပြောကြပါတယ်ဒါပေမဲ့ဒီ video မှာတော့ကျွန်တော်မကောင်းတဲ့အချက်လေးတွေကိုလည်းကျွန်တော်ပြောပြပေးပါမယ်ပြီးတော့ကျွန်တော်ပြောချင်တာကဒီ video ကိုဒီ Logitech ကလာပြီး sponsor မပေးပါဘူးပေးစရာအကြောင်းလည်းမရှိပါဘူးပေးစရာအကြောင်းလည်းမရှိပါဘူးအဲ့အတွက်ဒီအားမလာတဲ့ဝေဖန်ချပဲပေါ့နော်ကဲမကြိုက်တဲ့ချက်တွေကိုစပြီးတော့ပြောချင်နေရလဲကြာပြီဆိုတော့ပထမဆုံးချက်ကတော့လေးတာပါပဲလေးတာတိတိတသားကိုလေးတာဖြစ်ပါတယ်ကျွန်တော် 3S တောင်ကလည်းလေးတယ်4မှာ 3S တောင်ပို့ပြီးတော့လေးလာပြီကျွန်တော်ဒီကောင်းရဲ့ weight ကိုကျွန်တော်ရှင်းပြရမယ်ဆိုတော့ကျွန်တော်ဆိုဒီ iPhone 15 Pro Max ပေါ့နော်ဒီကောင်း weight လောက်ရှိပါတယ်ဒီကောင်း weight ကိုဒီလိုမျိုးတိုင်ပြီးတော့ကျွန်တော်ဒီလိုမျိုးလုံနေရတဲ့ feeling လောက်ရှိပါတယ်အဲ့အတွက်လက်တွေတော်တော်ပင်ပန်းပါတယ်သူတို့တရားကိုပြောရပေါ့နော်သူတို့ဒီ style ကိုသူတို့ပြောတဲ့ဒီ ergonomic style ကဒီလူတွေရဲ့ mouse ကိုင်တဲ့ပုံစံတွေလက်တွေမနာအောင်လက်တွေမပင်ပန်းအောင်အများကြီး research လုပ်ပြီးတော့ထုတ်လုပ်ထားတယ်လို့တော့သူတို့ကပြောတာပဲဒါပေမဲ့သူ research လုပ်တဲ့လူတွေကဒီအနောက်တိုင်းကလူတွေလက်အကြီးတွေနဲ့လူတွေကိုပဲ research လုပ်တာလားမသိဘူးကျွန်တော်ဆိုရင်လက်တွေကအရန်မသေးဘူးပေါ့နော်အဲ့ဒါယောက်ျားလက်ပုံမှာဒီလက်ချောင်းကလည်းအရန်မသေးဘူးအဲ့ဒါတော့ဒီ mouse ကိုကိုင်တဲ့နေရာမှာတော်တော်လေးအားစိုက်ရတယ်ဒီ clock ကိုနှိပ်ဖို့ဆိုရင်ကျွန်တော် mouse အမြဲတမ်းနေရာရွှေ့ရတယ်ပေါ့နော်ကျွန်တော် mouse ပုံမှန်ကင်နေတဲ့နေရာနေဒီ clock ကိုနှိပ်ဖို့ဆိုကျွန်တော်ဒီမှာဒီမှတ်မိဘူးပေါ့နော် mouse ကိုဒီလိုမျိုးအရင်ရှေ့ကိုရွှေ့လိုက်ပြီးတော့မှနှိပ်လို့ရတယ်ပြီးတော့ဒီ clock ဆိုရင်နောက်တော့ပြန်တော့ကျွန်တော်ဒီ clock ကဒီနေရာကိုနှိပ်လဲရတယ်ဒီနေရာလေးကိုနှိပ်လဲရတယ်ဒါပေမဲ့နှိပ်ရတာကအားစိုက်ရပါတယ်ကျွန်တော်ပြောချင်တာဒီအသားလေးဘန်းဆိုနှိပ်လိုက်ရုံနဲ့မရဘူးဒီက clock ကိုနှိပ်ဖို့အတွက်ဆိုဒီဘက်ကကန်ထားတယ်ဒီမှာဒီကျွန်တော်ဒီ clock ကိုဒီလိုမျိုးနှိပ်မယ်ဆိုရင်မရဘူးလေဒီလိုမျိုးနှိပ်ဖို့အတွက်ဒီလက်ဒီဘက်ကနှစ်ချောင်းကိုဒီလိုမျိုးတွန်းထားပြီးတော့အားစိုက်ပြီးနှိပ်ရတာဖြစ်ပါတယ်ဒီ clock တွေကိုနှိပ်ရတာတော့ကျွန်တော်တက်ခဲပါတယ်ပြီးရင်ကျွန်တော်ဒီ mouse ကပေါ့နော်ကျွန်တော်ဒီမှာဆိုရင် mouse ကိုဒီလိုမျိုးသူ့ပုံမှန်ဆိုရင်ဒီလိုမျိုးကင်လိုက်တယ်ဒီလိုမျိုးကင်လိုက်ရင်တော့အဆင်ပြေတယ်ဟောဆိုတော့ကျွန်တော်ဒီလိုမျိုးရွှေ့ချတယ်ဆိုအဆင်ပြေဒါပေမဲ့ကျွန်တော်တို့ပုံမှန် mouse ကင်တာကအဲ့လိုမကင်ဘူးဗျပြီးတော့ကျွန်တော်ဂိမ်းဆော့တဲ့လူတွေအများစုကလည်း mouse ကင်ဒီလိုမျိုးမကင်ဘာလို့ကျွန်တော်လည်းအရင်ဂိမ်းကြိုက်ဆုံးတယ် Counter Strike တွေတို့တာလည်းအကြိုက်ဆုံးတယ်ကျွန်တော်တို့ mouse ကင်ရင်ဒီလိုမျိုးဒီအောက်က surface မှာဒီနေရာနဲ့ထောက်လိုက်တာထောက်လိုက်ပြီးတော့ mouse ကိုကင်ပြီးတော့ဒီလိုမျိုးပေါ့နော်ဒီလက်ချောင်းလေးနဲ့ပဲဒီလိုမျိုးရွှေ့ရဗျဒီလိုမျိုးရွှေ့ရဒါပေမဲ့ဒီ mouse ကိုအဲ့လိုမရှိလို့ရမယ်လို့မထင်ပါနဲ့ဘာလို့လဲဆိုတော့ဒီ mouse ကအဲ့လိုမျိုးကင်ရင်ခဏလေးနဲ့ဒီနားတွေရန်ညောင်းလာပြီးတော့သူလေးရလဲပါတယ် mouse ကိုကင်ရတာလည်းနည်းနည်းကြီးရောကြတော့ခဏလေးနဲ့ဒီနေရာတွေရန်နာပါတယ်အဲ့အတွက်သူ့ကိုကင်ဖို့ဆိုရင်သူ့ရဲ့ mouse ပုံစံအတိုင်းဒီလိုမျိုးကင်ပြီးတော့ကျွန်တော်အရန်လို့ဒီလိုထောက်ပြီးတော့ဒီလိုရွှေ့လို့မရပါဘူးဒီလက်တစ်ချောင်းလုံးဒီလိုမျိုး mouse ကင်ပြီးတော့ဒီလိုမျိုးရွှေ့မှအဆင်ပြေတာပြီးရင်ဒုတိယအချက်ကတော့ခုနကကျွန်တော်ပြောတဲ့အတိုင်းပဲဒီ clock တွေကိုကျွန်တော်မမိပါဘူးဒီ clock တွေကိုနှိပ်ဖို့အတွက်လက်ကနေရာရွှေ့ပြီးတော့မှဒီ clock တွေကိုနှိပ်ရတာဖြစ်ပါတယ်ပြီးရင်နံပါတ်3အချက်ကတော့ကျွန်တော်ဒီနေရာလေးပေါ့နော်ဒီ Amaze Master 3S တောင်းလည်းရှိတယ်ဒီနောက်ကနေရာလေးပါဒီနောက်ကနေရာလေးကဒီလွတ်နေတာပေါ့နော်ကျွန်တော်ရဲ့ Amaze Master 3S ပြတ်သွားတော့ပေါ့နော်ကျွန်တော်ကြားထဲမှာဒီသုံးပြီးပေါ့နော်ဒီ mouse လေးကတော့gaming mouse လားပါလားမသိဘူးနည်းပေါ့လေးဒါနဲ့ရှင်းတော်တော်တည်တာတယ်ပေါ့လေးပြီးတော့သူ့ရဲ့ဒီနောက်မှာဆိုရင်ဒီလိုချဆိုရင်ဒီနေရာလုံးဝနဲ့ဒီအောက်ထိရောက်အဲ့အတွက်ဒီကိုင်တဲ့အချိန်မှာဒီနာအထိပြည့်တယ်အဲ့အတွက်ကျွန်တော်ရဲ့လက်ကြားထဲမှာလွတ်မနေဒါပေမဲ့ Max Master 4S ကိုကင်တဲ့အချိန်ကျတော့ဒီလိုကင်လိုက်တဲ့အချိန်မှာဒီနားမှာပဲထစ်သွားတယ်ပေါ့အဲ့အတွက်ဒီနေရာမှာလွတ်နေတဲ့ feeling ရှိတယ်အဲ့ဒါလေးကဆက်ဆက်ချင်းမှာဟာတာလေးပေါ့နော်အဲ့တော့နောက်ကျရင်တော့အသားကျသွားမယ်လို့ထင်တယ်ဒါပေမဲ့တခုခုလွတ်နေရဆိုတဲ့အခါကျတော့ကြပါတယ်ပြီးရင်ကျွန်တော်ဒီအရင်အဟောင်း Amaze Master 3S လေးကဒီ2လခွဲ battery ခံနေဆိုတော့ Amaze Master 3S လေးက2ရက်ပဲခံတော့တာလေကြိုတန်းလည်းနဲ့သုံးရတာလေဆိုတာကိုကျွန်တော်ပြောပြမယ်။ဘာဖြစ်လို့လဲဆိုတော့ပြဿနာဒီကောင်ငါစတာပဲဒီညစ်ပတ်လာပေါ့နော်။နည်းကြာတာနဲ့ဒီလိုမျိုးညစ်ပတ်ပြီးဝါလာအဲ့အတွက်ကျွန်တော်လည်းအဲ့လိုမျိုးဝယ်နေအဖြူလေးတွေဝယ်တယ်ပြီးရင်အဲ့လိုညစ်ပတ်လာရင်လည်းစိတ်ထဲမှာကတိကောင်းဖြစ်တယ်အဲ့အတွက်ဒါကိုစေးဖို့စပြီးစူးစမ်းတာပေါ့အဲ့ဒါစပြီးစူးစမ်းတဲ့အချိန်မှာမသိဘူးလေကျွန်တော်ဒီလို silicone တွေဘာတွေမှာဆိုရင်ဒီအဝါရောင် stain တွေဘာတွေဖြစ်တယ်ဆိုရင်သွားလိုက်စီးနဲ့တိုင်ရင်ပြောင်းတယ်လို့အဲ့လိုကြားဘူးတာပေါ့အဲ့ဒါကျွန်တော်လည်းအဲ့လို research တွေဘာမလုပ်ဘဲနဲ့သွားလိုက်စီးနဲ့သွားပြီးတော့တိုက်လိုက်တာပေါ့သွားလိုက်စီးနဲ့သွားတိုက်လိုက်တော့သွားလိုက်စီးအများကြီးဖြစ်သွားအကုန်လုံးနေရာနဲ့မှာသွားလိုက်စီးအဲ့တော့ကျွန်တော်ပြန်တုတ်တော့မပြောင်းတော့ကျွန်တော်ဒီကောင်က IP ဘလောက်လဲတွေဘာတွေလဲကျွန်တော်မစစ်လိုက်ဘူးပေါ့နော် water resistant ဖြစ်လားမဖြစ်လားလဲကျွန်တော်မသိဘဲနဲ့လို့ရှင်းနဲ့တွားပြီးတော့လောင်းမိလိုက်တာလောင်းပြီးချင်းမှာဆို mouse ကသုံးလို့မရတော့အဲ့အတွက်ကျွန်တော်မြန်မာဟန်တွေအကုန်လုပ်တယ်စံအိုးတွေထည့်တာတွေရော dryer နဲ့မှုတ်တာတွေရောအကုန်လုပ်တယ်
ဒါပေမဲ့အဲ့တဖြည်းဖြည်းချင်းနဲ့ mouse ကကြောင်နေရနေတဖြည်းဖြည်းချင်းတော့လည်းပြန်ကောင်းလာတယ်ဒါပေမဲ့ battery ကတော့ဘယ်တော့မှပြန်မကောင်းလာတော့ဘူးเนาะအဲ့လိုပြတ်သွားကြကျွန်တော်အသစ်ထွက်ရင်ကောင်းပါပဲလို့တွေးနေတာဘာလို့လဲဆိုတော့ဒါကြီးကိုကြိုးတန်းလိုက်နဲ့တုံနေရတာတော်တော်လေးကိုစိတ်ညစ်ဖို့ကောင်းတယ်ပြီးတော့ဝယ်ထားရလဲတစ်နှစ်လောက်ပဲရှိတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်သွားဆိုတော့ဝယ်ထားရလဲနှစ်မျောတော့ဆက်သုံးနေတာပေါ့နော်အခုတော့ MX Master 4ဝယ်လိုက်ပါပြီအများကြီးအဆင်ပြေပါတယ်တကယ်လို့တန့်ရှင်းကျင်နေဆိုရင်တော့အဲ့လိုကျွန်တော်လိုမလုပ်ပါနဲ့တကယ်လို့ MX Master 3S ရှိနေတဲ့လူဆိုရင်လည်းဒီ Apple Hot လေးနဲ့ပဲ clean လုပ်တာမျိုးလုပ်ပါဒီ MX Master 4မှာတော့အဲ့ပြဿနာနဲ့နည်းပို short သွားမယ်လို့ထင်ရပါတယ်ကဲအဲ့တော့ဒီ mouse က130ပေါ့နော်မြန်မာဝင်နဲ့ဆိုရင်9သိန်းခွဲလောက်လည်းပေးရဖြစ်တဲ့အတွက်စီကြီးရဲ့အထင်မှာလည်းပါတယ်အဲ့အတွက်ဘယ်လိုလူတွေအတွက်တင့်တော်မလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ် productivity အတွက် heavy user တွေဥပမာ video editing သမားတွေပြီးရင် Excel တွေနဲ့လုပ်ရတယ်ပြီးရင်ဒီ horizontal scroll သုံးရတဲ့ software တွေကိုများသောအားဖြင့်သုံးတဲ့လူတွေဆိုရင်ဒီအချိန်ကုန်သက်တာတယ်ပြီးတော့ software တစ်ခုချင်းစီ alike gear တွေကို button တွေကိုကိုကြိုက်တာလေးကိုထားလို့ရတဲ့အတွက်အချိန်ကုန်သက်တာတယ်ပြီးရင်ဒီကောင်ကဒီ Windows တွေ Mac တွေဒီ OS တွေခြားထဲမှာတိုင်းတဲ့သုံးနေပြီးတော့ကူပြောင်းမြန်ခြင်းတဲ့ချိန်တွေမှာလည်းအဆင်ပြေပါတယ်ပြီးရင်ဒီ multitasking များများလုပ်တဲ့လူတွေပေါ့နော် website တွေဝင်လိုက် software တွေဝင်လိုက်ဟို software ကိုတွားလိုက်ဒီ software ကိုတွားလိုက်လူတွေအတွက်ဆိုရင်လည်းဒီ action ring တွေပါဒီမှာကိုကြိုက်တာမျိုးထားထားတဲ့အတွက်မြန်ဆက်ဆက်ပြောင်းလဲရတွေ့ကူပါတယ်ပြီးရင်ဒီ ergonomic style နဲ့ဒီ clean feeling ကိုလိုချင်တဲ့လူတွေအတွက်အဆင်ပြေပါတယ်အဲ့အတွက်နောက်တစ်ခုကတော့ဘယ်လိုလူတွေအတွက်မတင်တော်ဘူးလဲဆိုတော့ game ဆော့ဖို့အတွက်ကတော့တရားပေါက်တင်တော့ပါဘူးဘယ်လိုဖြစ်ဖြစ်ဒါ game ဆော့လို့မရအောင် game တရက်ဆော့ပြီးသွားတာနဲ့နောက်နေ့မှာကြောက်ပတ်တီးနဲ့လက်ကိုပတ်ထားပါလိမ့်မယ်ပြီးရင် main play အတွက်အဆင်ပြေတော့ပေါ့ကွာဆိုတော့ကျွန်တော်ယောက်ျားလေးတောင်ဒီတချို့ button တွေကိုထိဖို့ရဒီ mouse ကိုရွှေ့ရတဲ့အလေးချိန်ကဒီ main play လက်နဲ့ဆိုရင်တော့ပင်ပန်းပါလိမ့်မယ်အဲ့တော့အလုံးမလုံးရဘဲနဲ့ဒီ okay ကိုထိုင်ပြီးရွှေ့နေရတဲ့ feeling မျိုးရနေပြီးတော့တော့အဆင်မပြေဖြစ်တော့ပါတယ် main play ဆိုတော့လက်တော်တော်ကြီးရဲ့လူမှာပဲအဆင်ပြေတော့တယ်လို့ကျွန်တော်ထင်ပါတယ်ပြီးရင်နောက်တစ်ခုကတော့ခုနကပြောတဲ့အတိုင်းပဲ mouse ကိုဒီပေါ့ပေါ့ပါလေးပဲရွှေ့ခြင်းနဲ့ mouse ကိုလက်ချောင်းလေးတုံပြီးတော့ရွှေ့တဲ့လူမျိုးတွေအတွက်ဆိုရင်အဆင်မပြေပါဘူးကွာဆိုတော့သူကဒီလိုမျိုးကင်ပြီးတော့တစ်ချောင်းလုံးရွှေ့မှအဆင်ပြေတာဖြစ်တဲ့အတွက်အဲ့အတွက်ဒီ productivity နဲ့ပတ်သက်ရင် gain ဆိုတဲ့ MX Master 4ကိုခင်ဗျားတို့ဆိုရင်ရောဝယ်ပါလားပြီးတော့ခင်ဗျားတို့မကြိုက်တဲ့အချက်တွေကြိုက်တဲ့အချက်တွေရှိရင်လည်းအောက်က comment မှာဝင်ရေးပေးသွားလို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်